theory အရတော့ဖုံးဖြတ်ရမယ်ပေါ့ဒါပေမဲ့လက်တွေ့မှာမိမိတွေဘလောက်တောင်ရုံးကန်နေရလဲဆိုတာဘယ်သူသိမှလဲကလေးကိုဖုံးပေးမိတိုင်းငါဟာမိခင်ကောင်းတစ်ယောက်မဟုတ်ဘူးလို့ကိုအပြစ်တင်နေမိလားဖုံးကြီးမှထမင်းစားတဲ့ကလေးကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေရတာမိတယောက်တည်းမဟုတ်ပါဘူးအိမ်လုတ်တွေပုံနေတဲ့အချိန်ကိုလည်းအရန်ပင်ပန်းနေတဲ့အချိန်မှာ15မိနစ်လောက်နားကျင်လို့ဖုံးပေးမိတာဟာအပြစ်တစ်ခုလားတချို့ကတော့ပြောကြမှာပေါ့ဖုံးမပြနဲ့လို့ဒါပေမဲ့လက်တွေ့မှာကမလွယ်ဘူးလေဒါပေမဲ့ဖုံးကြောင့်ကလေးကမိကိုမကြည့်တော့ဘူးမိတန်ကိုမကြားတော့ဘူးဒီလိုဖြစ်လာရင်တော့ဒါဟာသတိပေးချက်ပါပဲအပြစ်တင်တာထက်ဒီတန်ရောစဉ်ကိုပြန်တိဆောက်ဖို့အချိန်တန်ပါပြီဖုံးလုံးဝဖြတ်ဖို့မကြိုးစားပါနဲ့ဦးတစ်နေ့ကို9မိနစ်ပဲဖြစ်ဖုံးကိုအဝေးမှာထားပြီးကလေးရဲ့မျက်လုံးတွေကိုစိုက်ကြည့်ပေးပါသူတို့လိုချင်တာကဖုံးထဲကကာတွန်းထက်မိရဲ့ပြုံးပါဖုံးစားထမင်းဝိုင်းမှာပုံမြင်ပြောမယ်အတူတူတချင်းဆိုမယ်မိလည်းပင်ပန်းနေမှသိပေမဲ့ဒီအချိန်လေးကခဏလေးပါကလေးကြီးသွားရင်ဒီအချိန်တွေကိုပြန်မရနိုင်တော့ဘူးနော်ဒီဗီဒီယိုကိုကြည့်နေတဲ့မိတို့ရောကလေးကိုဖုံးပေးထားမိလို့တစ်ဖက်လူရဲ့ဝေဖန်တာဒါမှမဟုတ်အပြစ်တင်တာမျိုးခံဘူးလားကိုယ့်ရဲ့ခံစားချက်တွေကိုဒီအောက်မှာရင်ဖွင့်သွားပါအောင်ရေးသားဖန်တီးသူ Yin on Baby Care